အဲ့ဒီညမှာပဲအေကိုဟာနန်းဝေကိုယ်တိုင်လုံးဝမတိလိုက်တဲ့အချိန်မှာပဲသူမရဲ့အပြိုစင်ဘဝကိုအကြမ်းဖက်စွာစော်ကားကျူးလွန်ခဲ့ပါတော့တယ်။နန်းဝေကိုတမန်မှုပြေးဝစွာနဲ့ကျူးလွန်ပြီးတဲ့နောက်မှာတော့အေကိုဟာအခန်းထဲကနေတိတ်ဆိတ်ထွက်လာခဲ့တော့တာပေါ့။နန်းဝေရဲ့မိဘတွေဖြစ်ကြတဲ့ဥပါညွန့်နဲ့ဒေါ်စောမြင့်တို့ကလည်းဘာတစ်ခုမှမတိလိုက်ရပဲအိပ်ပျော်နေတော့မှာပဲ။သူတို့ဟာပယောကအမောင်တကူရဲ့မျက်လဲနဲ့နားပိတ်ရှင်ကိုခံထားရတယ်လို့ဖြစ်နေကြတာပေါ့အိမ်အပြင်ကိုရောက်တော့အေကိုဟာသူယူဆောင်လာတဲ့ဝါတုတ်ချောင်းကိုကောက်ယူပြီးလမ်းသွားဖို့တငယ်ချင်းကိုပြောလိုက်တယ်လို့တူတူကလေးပြောလိုက်ပါတယ်တွားရအောင်မနက်ဖြန်ကျမှငါတို့ပြန်လာကြတာပေါ့အေကိုဟာသူ့ရဲ့စိတ်ဆန္ဒတွေပြေဝသွားလို့ရည်နဲ့ပျော်ရွှင်နေတဲ့အပြုံးနဲ့ပြောင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ဝါတုတ်ချောင်းကိုယူပြီးဒလိအတိုင်းတုတ်တန်စီကိုပြန်သွားထားဖို့အတွက်ပြင်ဆင်ခဲ့လိုက်တော့တာပေါ့။အဘဦးရွှေပြောပြတဲ့နီလန်ဟာတကယ်အလုပ်ဖြစ်မှန်သေးချသွားတဲ့နောက်မှာတော့သူဟာတုတ်တန်စီကိုနောက်ထပ်တစ်ကြိမ်ပြန်သွားခဲ့ပါတယ်။ပြီးတာနဲ့သူဟာအရင်နေ့ကယူလာတဲ့လူသေးထန်းစင်ကဝါတုတ်ချောင်းကိုပြန်ယူပြီးနန်းဝေတို့အိမ်ကိုပဲပြန်လာခဲ့တော့တာပေါ့။သူ့ရဲ့ဦးတီယာနန်းဝေတို့ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့အရင်ညကအတိုင်းပဲလျှို့ဝှက်စွာနဲ့လှုပ်ဆောင်ခဲ့ပါတယ်။အိမ်ထဲကိုတိတ်တဆိတ်ဝင်ပြီးနန်းဝေအိမ်ရဲ့အခန်းထဲကိုရှင်းကက်ကတညလုံးအတူတူညီခဲ့ကြတာပါ။အဲ့ဒီညမှာအေကိုဟာဘလောက်ပဲအချမ်းဖက်နေခဲ့ပါစေနန်းဝေနဲ့တအိမ်ထဲမှာအိမ်နေတဲ့ဥပညွန့်တို့မိဘတွေဟာဘာတစ်ခုမှမသိလိုက်ရပါဘူး။သူတို့အားလုံးဟာနားပိတ်မျက်စိပိတ်ခံထားရတယ်လို့အိမ်မောကြလို့ညီခဲ့တော့တာပေါ့။နောက်တနေ့မနက်မိုးလင်းတဲ့အခါကျမှပဲအေကိုဟာအိယာကနေလင်းမြန်စွာထားပြီးဘယ်သူမှမသိအောင်တိတ်တိတ်စိတ်ပြန်ထွက်သွားခဲ့ပါတယ်။အဲဒီနေ့မနက်မှာတော့နန်းဝေတယောက်နိုးလာတဲ့အချိန်သူ့ရဲ့ခန္ဓာကိုယ်ဟာတခုခုလွဲလျော်နေတယ်လို့လေးလံနေတယ်လို့ခံစားလိုက်ရပါတယ်။ညအိတ်ဝတ်တဲ့အဝတ်စားတွေကလည်းမတည်တတ်ပဲချောကျနေတယ်လို့ဖြစ်နေပြီးဘိုးကြီးထူဆန္ဒကသူ့ရဲ့ပေါင်ကြားမှာစေးကက်ကက်နဲ့ဆိုစွတ်နေတာကိုသတိထားမိလိုက်ပါတော့တယ်။သူကိုယ်သူလည်းတခုခုဖြစ်သွားတာများလားလို့စိုးရင်ပူပန်ပြီးနားမလည်နိုင်အောင်ဖြစ်လို့နေကြတော့တာပေါ့။နန်းဝေတယောက်သူ့ရဲ့ခန္ဓာကိုယ်ကိုအသေးစိတ်စစ်ဆေးရင်မယုံနိုင်စွာနဲ့ရေရိုးခဲ့လိုက်ပါရီငါခန္ဓာကိုယ်ကဘာလို့ဒီလိုထူးဆန်းနေရတာလဲတယောက်ယောက်ကငါနဲ့အတူလာအိတ်သွားတာများလားဒါမှမဟုတ်ညာကငါအိမ်မက်ဆိုရင်မက်နေတာလားတကယ်လို့ရုတ်တရက်ရောက်တာတကယ်ရှိခဲ့မယ်ဆိုရင်ငါမှအသေးစိတ်နည်းနည်းပါးပါးကြံပြီးတော့သတိထားမိမှာပေါ့နန်းဝေဟာမရှင်းသေးတဲ့ခံစားမှုနဲ့အတွေးတွေကြားမှာစိတ်ရှုပ်တွေးနေခဲ့ပါတယ်။တတုံတရာမှားယွင်းနေသလိုခံစားနေခဲ့ရပေမဲ့သူမရဲ့အတွေးတွေဟာလွန်ကဲပြီးစိုးရိမ်နေတာပဲဖြစ်လိမ့်မယ်လို့အဆုံးသက်တွေးခဲ့လိုက်တော့တာပေါ့။သူမဟာအဲ့ဒီကိစ္စကိုမေ့ပြောက်ဖို့ကြိုးစားရင်ပုံမှန်အတိုင်းပဲနေထိုင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။